ဒီဇက်ကားဟာမြန်မာနိုင်ငံရဲ့8888အရေးတော်ပုံကာလကိုနောက်ခံထားပြီးရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်ဇက်ကားကောင်းလေးပဲဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့ဇက်ကားလေးကတော့1995ခုနှစ်ကထွက်ရှိခဲ့ပြီးမြန်မာနိုင်ငံရဲ့တမိုင်းဝင်ဖြစ်ရတစ်ခုကိုအခြေခံထားတဲ့ဘီယန်ရိုင်းဝန်ဆိုတဲ့ဇက်ကားပဲဖြစ်ပါတယ်။ဒီဇက်ကားဟာခီးသွားရင်းနဲ့မှမထင်မှတ်ပဲနိုင်ငံရေးမုန်တိုင်းကြားထဲရောက်သွားခဲ့တဲ့အမေရိကန်မျိုးသမီးတစ်ယောက်ရဲ့အမြင်ကနေမြန်မာဒီမိုကရေစီလှုပ်ရှားမှုကိုပုံဖော်ထားတာပါ။ဇလန်းရဲ့အဓိကဇက်ဆောင်ကတော့ Laura Bowman ဆိုတဲ့အမျိုးသမီးဆရာဝန်လေးပါသူမဟာတိတ်မှာသားဖြစ်သူနဲ့ခင်မုန်းဖြစ်သူကိုလူသက်သမားတစ်ယောက်လက်ထဲမှာဆုံးရှုံးခဲ့ရလို့စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေပြင်းပြင်းထန်ထန်ရနေတဲ့သူပါသူမရဲ့စိတ်ဒဏ်ရာတွေကိုကုစားဖို့အတွက်အမဖြစ်သူကခေါ်လာတဲ့အရှိတောင်အာရှခရီးစဉ်မှာမြန်မာနိုင်ငံရှိရန်ကုန်မြို့ကိုရောက်ရှိလာပါတယ်1988ခုနှစ်ဩဂုတ်လရဲ့ပူပြင်းတဲ့ညတညရန်ကုန်မြို့ရဲ့ဟိုတယ်ပြတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တဲ့အခါလော်ရာဟာလမ်းမပေါ်မှာလမ်းလျှောက်ချီတက်နေတဲ့ចောင်းသားတွေနဲ့လူအုပ်ကြီးကိုစတင်မြင်တွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာလူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာစစ်သားတွေရဲ့တနက်ပြောင်းနေကြတဲ့ကနေအေးအေးဆေးဆေးလမ်းလျှောက်ဖြတ်တန်းသွားတာကိုမြင်လိုက်ရတဲ့အခါလော်ရာတယောက်အံ့ဩမြင်သက်သွားခဲ့ပါတယ်။ဒါဟာသူမအတွက်တော့ဘဝကိုတိုက်ပွဲဝင်ဖို့ပထမဆုံးရရှိလိုက်တဲ့စိတ်သက်ခွန်အားပါပဲ။လော်ရာဟာသူမရဲ့နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသွားတဲ့အတွက်အမဖြစ်သူနဲ့အတူပြန်မလိုက်နိုင်ပဲရန်ကုန်မြို့မှာကြံရစ်ခဲ့ပါတယ်။ passport အသစ်ပြန်ရဖို့စောင့်နေစဉ်တွင်းမှာပဲသူမဟာဒေတာခန်ဧလန်းညွန့်ဟောင်းဖြစ်သူဦးအောင်ကိုနဲ့ဆုံတွေ့ခဲ့ပါတယ်။ဦးအောင်ကိုဟာအရင်ကတက္ကသိုလ်ကထီကာဟောင်းတဦးဖြစ်ပြီးအခုတော့အစိုးရရဲ့အမည်ပြည့်စည်ရင်တွင်းခံထားရသူပါသူကလော်ရာကိုခီးသွားတွေမရောက်နိုင်တဲ့မြန်မာပြည်ရဲ့တကယ်အလှအပတွေနဲ့တကယ်ဘဝတွေကိုလိုက်လံပြသပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်နယ်ဘက်ကိုထွက်လာတဲ့အချိန်မှာပဲ8888အရေးတော်ပုံကြီးစတင်ပောက်ကွဲပါတော့တယ်။ရန်ကုန်မြို့ထဲမှာပြစ်ခတ်မှုတွေစတင်လာပြီးစစ်တပ်ကအာဏာသိမ်းလိုက်ပါတယ်။လော်ရာနဲ့ဦးအောင်ကိုတို့ဟာမြို့ထဲကိုပြန်ဝင်ဖို့ကြိုးစားပေမဲ့လမ်းတွေအားလုံးအပိတ်ခံလိုက်ရပါတယ်။ဦးအောင်ကိုဟာចောင်းသားလှုပ်ရှားမှုမှာပါဝင်ခဲ့မှုတဲ့အတွက်စစ်တပ်ရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံရပါတယ်။ဒီနေရာမှာဇလန်းကပိုပြီးရင်ခုန်စရာကောင်းလာပါတယ်။သူတို့နှစ်ယောက်ဟာမြန်မာနိုင်ငံရဲ့တောတောင်တွေကြားထဲမှာစစ်တပ်ရဲ့လိုက်လံဖမ်းဆီးမှုကနေလွတ်အောင်ထွက်ပြေးကြရပါတယ်။လော်ရာဟာအစပိုင်းမှာကြောက်ရွံ့နေပေမဲ့ဒဏ်ရာရနေတဲ့ចောင်းသားတွေလူနာတွေကိုမြင်ရတဲ့အခါဆရာဝန်တယောက်ရဲ့စိတ်ဓာတ်နဲ့တက်နိုင်သလောက်ကူညီရင်သူမပြန်လဲရှာဖွေတွေ့ရှိလာပါတယ်။သူတို့ရဲ့ပန်းတိုင်ကတော့ထိုင်းမြန်မာနယ်စပ်ကိုရောက်ဖို့ပါလန်ခီးမှာကြုံတွေ့ရတဲ့မြင်ကွင်းတွေကတကယ်ကိုစိတ်မကောင်းစရာပါရွာတွေကိုမီးရှို့တာတွေအပြစ်မဲ့ပြည်သူတွေကိုတပ်ဖြတ်တာတွေကိုလော်ရာမျက်မြင်တွေ့ခဲ့ရပါတယ်ဒီဇက်ကားလေးမှာစိတ်ဝင်စားစရာအရေးကြီးဆုံးအခန်းကတော့တန်လွင်မြစ်ကိုဖျက်ကျော်ရမယ့်အခန်းမှာစစ်တပ်ကနောက်ကနေတနက်တွေနဲ့ပစ်ခတ်နေတဲ့ကြားကမြစ်ကိုဖျက်ကူးပြီးထိုင်းနိုင်ငံဘက်အခြမ်းကိုရောက်အောင်ကြိုးစားကြရပါတယ်ဒီနေရာမှာဦးအောင်ကိုရဲ့အနစ်နာခံမှုနဲ့ចောင်းသားလေးတွေရဲ့ရဲရင်မှုကိုပြပြင်းစွာမြင်တွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးမှာတော့လော်ရာဟာထိုင်းနိုင်ငံဘက်ကိုဘေးကင်းစွာရောက်ရှိသွားပါတယ်။ဒါပေမဲ့သူမဟာအရင်ကလော်ရာမဟုတ်တော့ပါဘူး။ကိုတေချောင်းကြံခြင်းလောက်အောင်စိတ်တက်ကြနေတဲ့အမျိုးသမီးတစ်ယောက်ကနေအခြားသူတွေရဲ့အသက်ကိုကယ်တင်ခြင်းတဲ့ဘဝကိုတမိုးထားတတ်တဲ့ဆရာဝန်မလေးတစ်ယောက်ဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။ Bian Rango ဆိုတဲ့နာမည်အတိုင်းရန်ကုန်မြို့ရဲ့အလှအပတွေထက်ပိုမိုနှက်ဆိုင်တဲ့မြန်မာပြည်သူတွေရဲ့ခံစားချက်ရုန်းကန်မှုနဲ့လွတ်လပ်မှုအပေါ်ငတ်မှုကိုဒီဇက်ကားကမိမောင်းထုတ်ပြသွားတာပဲဖြစ်ပါတယ်ဒီဇက်ကားမှာအဓိကအားသာချက်ကတော့တေးဂီတပညာရှင်ဟန်စင်မာရဲ့နောက်ခံတေးဂီတတွေပါပဲမြန်မာဆိုင်ဝိုင်းတန်နဲ့အနောက်တိုင်းအော်ကက်စထရာပေါင်းစပ်ထားတာကရင်ထဲကိုတကယ်ထိရှာစေပါတယ်မင်းသမီးဖက်ထရစ်ရှယ်အခွက်ရဲ့တရုပ်ဆောင်ချက်တွေကလည်းတဘာဝကျသလိုတကယ်မြန်မာပြည်သားဦးအောင်ကိုကိုယ်တိုင်ပါဝင်တရုပ်ဆောင်ထားတာကဒီဇက်ကားကိုပိုပြီးတက်ဝင်စေပါတယ်ကဲခင်ဗျားတို့ရောဒီဇက်ကားကိုကြည့်ပြီးရင်ဘယ်လိုခံစားရလဲမြန်မာသမိုင်းရဲ့အလှည့်ပြောင်းတွေကိုရိုက်ကူးထားတဲ့တခြားဘလိုဇက်ကားတွေကိုတိကျသေးလဲဆိုတာခမန့်မှာရေးပေးခဲ့ကြပါဦးအောင်ကိုပြောတဲ့ The Path to Peace is through a lot of suffering ဆိုတာမျိုးရင်ထဲကိုထိရောက်စေခဲ့ပါတယ်